ကစူးစီးဖို့နဲ့စီလုံးမှုနဲ့မဟာမိတ်နဲ့မိတ်ဖက်နဲ့ပြောနေတဲ့အချိန်မှာနှုတ်ကြီးရဲ့ဒီလောက်ရက်ဒီအလွန်အမျော်မြင်မဲ့စင်ကြင်တုံတရားကင်းမဲ့ပြီးမင်္ဂလာပါခေတ်သစ် News Channel မှာကြိုဆိုပါရစေလွတ်လပ်ပြီးမှန်ကန်တဲ့သတင်းချက်လက်များကိုအချိန်နဲ့တပြေးညီနေ့စဉ်မျှဝေပေးနေတဲ့ channel တစ်ခုဖြစ်ပါတယ်နားဆင်သွားကြပါတော်လည်းကြီးကိုထိုးခွဲတဲ့လောက်ရက်ဖြစ်ကြောင်းကျွန်တော်ကိုပြီးသူကိုဒီနေ့အသိပေးတင်ပြပါတယ်အဲ့ဒီကဘုံကကြိုပြီးစာထုတ်တာသိမှတ်တယ်တကယ်လို့ကြိုမထုတ်လို့ရှိနော်နှုတ်ကြီးဘက်ကနော်တမျိုးလုံးမှာအခုကကြိုပြီးတော့မီဒီယာတွေနဲ့ပြောလိုက်ကြတော့မှနော်ပထမနေ့မှာနေဖုန်းလက်ကတမျိုးပြောတယ်နောက်နေ့မှာနေဖုန်းလက်ကနောက်တမျိုးပြောတယ်ဒါမျိုးတွေနောက်မီဒီယာဆိုလို့ရှိရင်လည်းသူတို့ခက်တဲ့ကိုသူတို့ဝယ်ထားတယ်မြန်မာနားကိုသူတို့ဝယ်ထားတယ်ဒါမျိုးကြားတယ်အဲ့လိုမျိုးတွေပဲပေးပြီးတော့ရေးကြတယ်လုပ်ကြတယ်နော်အဲ့တော့ကျွန်တော်တို့အမှန်တရားအတွက်ဆိုတာကမလာဘက်မှာလည်းမြောက်ရီရှိတယ်ဒီဘက်မှာလည်းခက်တဲ့ရှိတယ်ဆိုတော့ကျွန်တော်တို့ပြည်သူတွေအတွက်ကပြည်သူတွေကိုယ်တိုင်အသံတွေထွက်ပြီးပြည်သူတွေကိုယ်တိုင်ကမီဒီယာတွေဖြစ်ပြီးပြည်သူတွေကိုယ်တိုင်ကဓမ္မဘက်ကရက်တည်ပေးဖို့လိုတယ်ဆိုတာကိုလည်းကျွန်တော်တင်ပြခြင်းနဲ့အဲ့တော့ကျွန်တော်တို့ကဒီရေတော်ကြီးအောင်ကိုအောင်မယ်အောင်ဖို့အတွက်အောင်ဖို့နီလများကိုအောင်ဖို့လုပ်နိုင်သူများနဲ့အောင်မြင်အောင်ဝိုင်းလုပ်ကြရမည်ဟုဆိုသည့်အတိုင်းအောင်ဖို့နီလနေနဲ့အောင်မြင်အောင်လက်တွေ့မြေပြင်မှာလုပ်နေတဲ့ဝန်ကဥဆောင်တဲ့ BNR တွေကိုဝိုင်းဝန်းမျိုးထောက်ခံရက်တည်ပေးကြပါလို့တိုက်တွန်းနှိုးဆော်ရင်းနဲ့ရေတော်ဘုံမုတ်ချအောင်ကိုအောင်ပြီဟုတ်တယ်လူကြီးရဲ့လောက်ရကကုတ်တူတင်ကိုတူတာပဲဘာကြောင့်လဲဆိုတော့လေဘယ်တိုင်းရသားမှသူတို့ကမယုံတော့ဘာကြောင့်လဲဆိုတဲ့အခါကျတော့ရှင်းတယ်ဘယ်တိုင်းရသားမှမယုံတော့သူတို့ရဲ့လောက်ရကိုကြည့်တာအပြောကိုကြည့်တာမဟုတ်စာထဲမှာရေးထားတဲ့ policy ကိုကြည့်တာမဟုတ်ဘယ်တိုင်းရသားမှသူတို့ကမယုံတော့ဘာကြောင့်လဲကြီးနိုင်ငယ်ညင်းဝါဒဒီမိုကရေစီစံတော့ကိုမကျင့်သုံးနိုင်တဲ့ဝါဒရေးပါကွန်မန့်ရေးပါနော်ကွန်မန့်ရေးပါတရားမျှတမှုယက်တီပါဒီရေးပါဟုတ်ပါတယ်နော်ဒီရန်နေနဲ့ယက်တီတယ်ဆိုတာရေးပါနော်ကျွန်တော်တို့ဘူနကားနဲ့ဒီယက်တီတယ်မြေပြင်မှာရှိတဲ့ရဲဘော်လေးနဲ့ရက်တည်တယ်အဲ့တော့ကျွန်တော်တို့နော်ကျွန်တော်စကားပြောနေ NUG တို့ပြောတယ်ဒါပေမဲ့အဲ့ဒီ NUG ဆိုတဲ့အဖွဲ့အစည်းထဲမှာတကယ်လက်တွေ့လှုပ်ဆောင်နေတဲ့သူတွေရှိတယ်တကယ်ကိုကောင်းမွန်တဲ့သူတွေရှိတယ်ဆိုတာကျွန်တော်လက်ခံတယ်တချို့ scam ဖြစ်နေတဲ့အ ਨੇ စုအကျင့်ပြတ်ခြစားနေတဲ့အ ਨੇ စုအဲ့ဒါကပြောချင်ဖြစ်တယ်ဒီ NUG မှာရှိတဲ့စုစည်းထားတဲ့အင်အားစုတွေဒီတကယ်ကိုမှန်ကန်တဲ့ဥဆောင်မှုတွေနဲ့လောက်ဆောင်ပြီးတော့မှန်ကန်တဲ့ policy တွေမှန်ကန်တဲ့လူတွေနဲ့သာလုပ်မယ်ဆိုရင်ကျွန်တော်တို့မိတ်ဖက်တွေမဟာမိတ်တွေတပ်ပေါင်းစုတွေမလုံနိုင်စရာအကြောင်းမရှိဘူးအဲ့တော့ယနေ့ချိန်မှာတော့2026ရဲ့နှစ်ဦးမှာရှင်းလင်းတဲ့သတင်းစကားတစ်ခုကိုကျွန်တော်ထပ်ပြီးတော့ပေးလိုက်နိုင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ဗမာလူထုကိုကိုစားပြုလို့အတွက်ခေါင်းဆောင်တွေအများကြီးရှိတဲ့အထဲမှာကျွန်တော်ကတော့ဘူနဂါးကိုမြင်နေ BNR တွေကိုမြင်နေဆိုတာကိုကျွန်တော်တရားဝင်ကြီးညာပါတယ်ဟုတ်ပြီနော်ဟုတ်ပြီရေးပါကိုယ်တိုင်ကတရားမျှတမှုဖြစ်ရမယ်အဲ့တော့ကိုယ်တိုင်ကလောကမှာတရားမျှတမှုကိုယက်တည်ပေးတဲ့သူဖြစ်ရမယ်ကိုယ်တိုင်ကလောကမှာတရားမျှတမှုကိုဖော်ဆောင်ပေးတဲ့သူဖြစ်ရမယ်ရေးပါကျွန်တော်တို့ဒီတရားမျှတမှုရဲ့မျက်နှာကိုပဲကျွန်တော်ကြည့်ရမယ်ရေးပါနော်ကျွန်တော်တို့ကဗျာအခုထားပါတော့ BBL ဆိုရင်အခုအညာဝယ်နေဆိုပြီးပြောတယ်ဘိုးတကားလို့ဆို statement ထုတ်ပြီးတော့မီဒီယာမှာကိုပြောပြီးတော့ကြိုခဲ့တာပဲဒါပေမဲ့မောင်ဆောင်ကဘက်ကတုံ့ပြန်မှုကျွန်တော်မတွေ့ရဘူးကျွန်တော်တို့ကစောင့်ကြည့်နေတာနော်နောက်တစ်ခုကျွန်တော်တို့ကကြည့်တယ် BNR တွေနဲ့နှုတ်ကြီးနဲ့အတိုင်မှုစဖြစ်တာလေပြည်သူကိစ္စမတရားမှုပြည်သူတွေခံရတဲ့အချိန်မှာပြည်သူကဘုံနဂါးကိုသွားတိုင်တဲ့အချိန်မှာဘုံနဂါးကဒါကိုအရေးယူဖို့ပြောပေးပြီးတော့ပြည်သူဘက်ကနေရက်တည်လို့အဲ့ရနေစတာတကယ်လို့မြန်ကျွန်တော်စဉ်းစားတယ်အခု BBL ကတော့အညာဘယ်နေရာမှာသွားပြီးတော့ခြေကုပ်ယူလဲကျွန်တော်မသိဘူး
BBLA ခြေကုပ်ယူတဲ့ဒေသမှာတကယ်လို့မြန်ပြည်သူကနုကြီးရဲ့အစုအဖွဲ့ရဲ့အနိုင်ကျင့်မှုကိုခံရပြီးတော့ BBLA မောင်ဆောင်ကကိုသွားတိုက်ရင်မောင်ဆောင်ကဘုံတကားကိုရက်တီပေးမှလားဆိုတာကျွန်တော်စိတ်ဝင်စားမိတယ်ကျွန်တော်စိတ်ဝင်စားမိတယ်အဲ့ဒီမိခွန်းကျွန်တော်မှရှိနေတယ်ကျွန်တော်တို့စောင့်ကြည့်နေတယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့တွေဒီမတရားမှုကိုမြင်တဲ့အခါမှာလက်ပိုက်ကြည့်နေလို့မရဘူးယနေ့ကျွန်တော်အဓိကပေးချင်တဲ့သတင်းစကားကအဲ့ဒါမတရားမှုကိုမြင်နေဆိုရင်ကျွန်တော်တို့တွေအခုလက်နဲ့ဆွဲကြိုက်ပြီးတော့တော်လန်ကြတယ်အသက်တောင်သိခံကြတယ်ဆိုဒီမတရားမှုကိုတော်လန်မှုလေနော်အဲ့ဒါကိုကျွန်တော်တို့ကမမြင်ချင်အောင်မသိချင်အောင်မကြားချင်အောင်စောင့်နေမယ်ဆိုရင်ဒါဒီကျွန်တော်တို့ကမတရားမှုဘက်ကရက်တည်ခဲ့တာပဲကျွန်တော်အတီးပြုလို့မရတဲ့သတင်းတွေရဆိုလို့ရှိရင်2021 2022 2023အဲ့ဂျားရဲ့တနည်းနဲ့ပေါ့ဗျာတချို့သောပုဂ္ဂိုလ်တွေရဲ့ကမကထနဲ့နော်ဘူနဂါနဲ့မောင်ဆောင်ခနဲ့ကိုညှိပေးပြီးတော့လွတ်ပေးဖို့နောက်ွယ်မှာကြိုးစားခဲ့ကြတယ်ဆိုတာကြားတယ်ဒါပေမဲ့အဲ့မှာရှောင်ထွက်သွားတာကဘာတူလဲဆိုတာလဲကျွန်တော်တို့ကြားပါတယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်မပါဝင်ဘူးတစ်စက်စကားဖြစ်တဲ့အတွက်ကျွန်တော်အတီးပြုပြီးတော့မပြောပါဘူးဒါပေမဲ့အဲ့လိုဖြစ်ခဲ့တယ်ဆိုတာသမိုင်းတွေမှာရှိပါတယ်နော်အဲ့တော့ကျွန်တော်တို့ BBLA အလူအလဲမိုးရွာထဲမှာဖြတ်နေရတဲ့အချိန်တရုတ်ကမွေးစားသားကွန်မြူနစ်ဝိုင်းပြီးထိုးချတဲ့အချိန်မှာလဲကျွန်တော်တို့ BBLA ဘက်ကဝိုင်းဝန်းပြီးရက်တည်ပေးရတယ်ကျွန်တော်အချိန် live တွေမှာလဲဝိုင်းပြီးပြည်သူကိုစော်ဩခဲ့တယ်လို့ကျွန်တော်အမေရဲ့နော်စုံးတဲ့နှစ်ပတ်လေတော့မှ BBLA ကိုသွားပြီးကျွန်တော်ကအမေကိုအမတ်တရနော်ကုသူ BBLA မှာကျွန်တော်နှစ်ချိန်လောက်ဆက်လိုက်သွားလုပ်ပြီးခဲ့တယ်တမန်ကဝိုင်းထိုးတယ်ဒီလိုမျိုးထိုးတင်တာဒီလေအဲ့အချိန်မှာကျွန်တော်တို့မောင်ဆောင်ခနဲ့ BBLA ကိုကျွန်တော်တို့မျှော်လင့်ထားလို့ဒါပေမဲ့ကျွန်တော်တို့မျှော်လင့်တာဒီတရားမျှတမှုဖြစ်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်ကိုယ်တိုင်ပဲကျွန်တော်ရှိကိုလာပြီးဆက်သွယ်ပြီးမေးလာတဲ့လူငယ်တွေကိုသွားကြဆိုပြီးတော့ဘာကြောင့်လဲဆိုတော့အဲ့အချိန်ကကျွန်တော်တို့ကထင်တာက BBLA ကကရင်ဘက်မှာအခြေစိုက်တော့ဒီဘက်ကအောက်ပြီးအောက်ရွာဆိုတော့သွားလို့လည်းလွယ်တာလည်းပါတယ်ပေါ့လေနော် BBLA ကိုကျွန်တော်တို့အဲ့ကလေးကညွှန်ခဲ့တာတော့ကျွန်တော်တို့ရဲ့အနိမရွယ်ချက်ကပျောက်သွားလို့မရဘူးအဲ့ဒါကဘာလဲဆိုကျွန်တော်တို့တွေဒီဖြစ်စေချင်တာဒီတရားမျှတမှုကိုရက်တည်ပေးဖို့တရားမျှတမှုကိုရက်တည်ဖို့ကငါတို့တက်ကြီးကောင်းလာမှငါတို့မှပတ်စံကြီးရှိမှငါတို့မှမဟာမိတ်တွေရှိမှမျက်နှာအပြတ်မခံနိုင်ဘူးဆိုလို့ကတော့ဘယ်တော့မှခင်ဗျားတို့တရားမျှတမှုဘက်ကပြီးတော့ရက်တည်ပေးနိုင်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်ပြောချင်တယ်အဲ့တော့ကျွန်တော်ပြည်သူတွေယနေ့တရားမျှတမှုအတွက်ယနေ့အခုပဲ comment အခုရေးပါကျွန်တော်စောင့်ကြည့်နေတယ်နောက်2မိနစ်နေကျွန်တော်ဒီ live ကိုနားမယ်ကျွန်တော်ဒီတရားမျှတမှုနဲ့ရက်တည်ပါသည်ကျွန်တော်ဒီ BNR နဲ့အတူရက်တည်ပါသည်ကျွန်မဒီနော် BNR နဲ့အတူရက်တည်ပါသည်ရေးပါဟိုကောင်ကြောင်စိုးကိစ္စပဲနော်ကြောင်စိုးကတော်တော်မှရိုက်တာခင်ဗျာဟိုရန်သူပြည့်မိတ်ဆွေဖြစ်လေတေသွားပြီးတဲ့ဒီသင်္ချိုင်းအုပ်ကူတွေအလောင်းတွေကိုလေလုတ်ကုန်သိခါရမလုပ်ရဘူးတော်တော်ဆိုးသွားတာတလားအဲ့တော့ကြောင်စိုးကအခုတော့ဒီကောင်လည်းပြေးပုံနေရပြီပေါ့လေတော်တော်မမြဲတာပဲနော်သူ့နာမည်ပါလဲကြော်စိုးလားတော်တော်ဆိုးတယ်နော်သူ့ကိုလည်းပြည်သူတွေကစုငွေထုတ်တာဒီစုငွေဆိုတာဒီလိုပါတချို့ကလည်းအဲ့လိုစုငွေထုတ်တယ်ဆိုတော့ဟိုဥစားဟို PDF လက်နက်ကိုင် PDF တွေ ADF တွေကကြေးစားလားဆိုတော့အဲ့လိုမျိုးတချို့လည်းခံစားရတဲ့သူတွေရှိတယ်ပဲကြားဒါပေမဲ့ကျွန်တော်တို့အဲ့လိုမျိုးမထင်ပါဘူးเนาะအဲ့လိုလည်းမထင်ဘူးလည်းပြောပါတယ်အဓိကတော့တော်လို့စုချခြင်းတာဝမ်းသာလို့စုချခြင်းတယ်ဆိုတဲ့သဘောနဲ့ကျူပါရဲ့ဒါပေမဲ့အဲ့ကျော်စိုးဦးဆိုတဲ့ကလေးကစီအောက်တန်းစားเนาะကလေးကဝအစစ်မရှိတဲ့ကောင်ကတော့သူ့ရဲ့မနှက်ဖန်တွေကအရင်နေတော့ပြီနေ့လားညလားဒီနေ့လားမနှက်ဖန်လားဆိုတာမသိရဘူးဘာကြောင့်လဲဆိုတော့ပြည်သူကအရင်နာကြီးသွားပြီအရင်နာကြီးသွားပြီနာကြီးသွားတဲ့အခါကျတော့အဲ့ကျော်စိုးဦးအခုကနေရာပေါင်းစုံကနေစောင့်ကြည့်နေကြပြီသိကြတယ်
စိတ်မကောင်းစရာကောင်းတာကတော့နော်စိတ်မကောင်းစရာကောင်းတာကတော့သူနဲ့ပတ်သက်တဲ့သူတွေအကုန်လုံးမှထိတာပေါ့လေသူ့ရဲ့မိုက်မဲမှုကအကုန်လုံးကိုထိသွားတာပေါ့နော်ထိသွားတာပေါ့သူတောက်လျှောက်ကိုဒီစစ်ကောင်စီကိုတောက်လျှောက်ဘောမာတယ်ပြည်သူတွေ PDF တွေကိုရဲရဲဆက်ဆက်တတ်ခိုင်းတယ်တော်တော်ဆူဆူနော်ဒီကောင်ဒီစစ်ရဆိုတဲ့ကောင်စစ်စစ်မကြခင်ဒီကောင်မလွယ်ဘူးသူ့ရဲ့နေ့ရက်တွေကအကန့်အသတ်ရှိသွားပြီအကန့်အသတ်ရှိသွားပြီဟုတ်တယ်ဒီကောင်ကိုမုံလုံးလုံးစုနေထုတ်ကြတာတဲ့ဟုတ်တယ်နော်တရားမျှတမှုဘက်ကနေယက်တီပါသည်ဟုတ်ပြီရေးကြပါအခုရေးပါကျွန်တော်အဲ့ဒါကိုစောင့်ကြည့်နေတယ်နော်တရားမျှတမှုဘက်ကနေယက်တီပါသည် BNR ဘက်ကယက်တီပါသည်ဘုံနဂါဘက်ကယက်တီပါသည်ရေးပါကျွန်တော်တို့သတင်းကောင်းတွေကတော့ရခိုင်ဘက်ကသတင်းကောင်းတွေကြားရတာတွေကတော့ကျွန်တော်တို့ AA ကနော်စစ်တွေမှာဆိုလို့ရှိရင်လည်းတပြိုင်တည်းထိုးစစ်တွေဆင်နေတယ်ကြောက်ကြီးမှာဆိုလည်းတပြိုင်တည်းထိုးစစ်ဆင်နေတယ်ဆိုတော့ဒါတွေကတော့အားရစရာပါနော်အားရစရာပါနောက်ဟိုပြီးခဲ့တဲ့ရက်တွေကပဲခူးတိုင်းအရှိချမ်းနဲ့အနောက်ချမ်းမှာ PDF တွေကတပြိုင်တည်းပေါ့နော်14နေရာနော်အဲ့ဒီမှာမြို့သိမ်းတိုက်ပွဲတွေနော်စစ်ကောင်စီရဲ့စခန်းတွေကိုတိုက်တယ်ဒါအတွက်ကိုလည်းလေးစားပါတယ်ဝမ်ပါကူယူပါတယ်ဆိုတာကိုကျွန်တော်ပြောချင်တယ် PDF တွေဖြစ်တယ် MOD အောက်က PDF တွေလည်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အသိမှတ်ပြုတယ်ဒါပါသုံးလုံးကပုံကိုယ်တွေပါတယ် LDF တွေပါတယ်ဆိုတာကိုလည်းအသိမှတ်လေးစားတယ်ကျွန်တော်တို့တွေဒီပြောနေတဲ့ပသုံးလုံးတို့နော်နုဂျီတို့ဆိုတာဒီမကောင်းတဲ့ငခုံးမတွေကိုပြောတာပါနော်တကယ်ကိုကောင်းပြီးတော့အသက်ပေးပြီးတော့တကယ်ကိုတိုက်ပွဲဝင်နေတဲ့သူတွေကိုမယူရဘူးမဆူလို့ပါဘူးနော်အဲ့ဒါကိုလည်းဒီနေရာကနေသတင်းစကားတစ်ခါလေးပြေးကြတယ်အဲ့တော့ကျွန်တော်ဒီနေ့ live ကကျွန်တော်ဦးတဲ့အမြင်ဖြစ်တယ်ကျွန်တော်ရဲ့ယက်တီချက်ဖြစ်တယ်ကျွန်တော်ပြောဆိုမှုတွေအကုန်လုံးဒီ NRD နဲ့ဘာမှမဆိုင်ဘူးเนาะကျွန်တော်ဒီမျိုးထိုက်တန်သိန်းအနေနဲ့ပုဂ္ဂလိကပြောခြင်းလည်းဖြစ်တယ်အဲ့တော့ကျွန်တော်ဒီဟိုအရင်အစကတည်းကကျွန်တော်ပုပ်ပွလင်းလင်းနဲ့တရားမျှတမှုပေါ်မှာအများနဲ့ယက်တီပြောတယ်ဆိုတာလေကျွန်တော်ပြည်သူတွေသိကြမှာပါဒီနေ့လည်းကျွန်တော်အဲ့ဒီယက်တီချက်နဲ့ပြောခြင်းဖြစ်တယ်အဲ့တော့မအားလာကတော့မရဏလမ်းကိုအမြဲလှမ်းရတော့ပဲဒီကောင်တော်တော်ချင်းမကောင်းတော့ဘူးမအားလာသည်နော်မအားလာသည်ဗင်နီဇွဲလားသမ္မတကိုထရမ့်ကဝန်ဖန်ကလေးကကြွတ်ကျဲနေတာနော်ကြွတ်ကျဲနေတာအခုမအားလာကျွန်တော်တို့အခုဘကိုးနာကပါလေအဲ့ဒီကျွဲပါတယ်ဗျာတော်ကျွဲအင်းအဲ့နာတိရောက်ပြီဗလောင်းကိုရောက်နေပြီကျွန်တော်တို့ဒေါ်လာရေးဘက်ကရဲဘော်တွေကအဲ့ကိုရောက်နေပြီခင်ဗျအဲ့ဒေါ်ကျွဲရေးဆိုတာကခင်ဗျဘကိုးဘုရားကြီးနာနီးနီးလေးရောက်နေနီးနီးလေးလဲကူမတမဆက်တို့ဘာလို့ခင်ဗျနီးနီးလေးအဲ့တမဆက်တွေပွက်ထားတဲ့နေရာတွေကအဲ့ကျွန်တော်တို့ရဲ့ရှန်နေနေရာတွေနီးနီးလေးမာလာဒီသူလောကသူတို့ရှုံးနေပြီဆိုတာကိုသူတို့ရဲ့ lobby တွေပါလေးတန်းနေကောင်းနေသူတို့သိအဲ့တော့သူတို့ရဲ့ lobby တွေကိုလည်းအခုတည်းကသူတို့ကလေတန်းနှစ်ဖက်ကိုလှမ်းနေတယ်နေပြီးတော့ဘာလုပ်လဲနော်ဒီဘက်ကတော်လေဘက်ကိုလှမ်းပြီးတော့သူကကျွန်တော်တို့ကအဲ့လိုမျိုးလေးနဲ့နော်တချို့ဘောမတွေအယောင်လေးတွေပြောင်းလာတာတတိထားမိလားကိုရီဘက်ကနိုင်တဲ့နိုင်လာပြီဆိုတော့သူတို့မြင်တယ်သူတို့ဘက်ကကိုရီဘက်ကိုဘလို့မှမနိုင်တော့ဆိုတော့သူတို့သိတယ်သူတို့ပုံဝင်လည်းအခုဝန်ခံကုန်ပြီကျွန်တော်တို့ကနိုင်ကုန်နိုင်ရမှာကျွန်တော်တို့နိုင်ကုန်နိုင်ရမယ်နော်ကျွန်တော်ဒီမြန်မာပြည်ကနေအင်္ဂလန်ကိုရောက်နေနှစ်ပေါင်း20ကျော်ပြီကျွန်တော်ဒီဗြိတိန်နိုင်ငံသားခံထားတာဗြိတိန်နိုင်ငံသားခံထားတာဒါပေမဲ့ကျွန်တော်ရဲ့မွေးရမြေကိုကျွန်တော်တို့ကစွန့်ခွာလာတာမဟုတ်ဘူးအာဏာရှင်အောက်မှာမနေနိုင်တာဖိနှိပ်မှုအောက်မှာမနေနိုင်တာဒါပေမဲ့ကျွန်တော်တို့ရဲ့ဒီရပတ်ကြီးကကျွန်တော်တို့ရဲ့ချက်မြုပ်အမိမြေပေါ်မှာအများကြီးရှိတယ်ကျွန်တော်ဒီနိုင်ငံရောက်တော့ကျွန်တော်ဘွဲတွေကျွန်တော်ထပ်ယူပါတယ်နော်တော်တော်များပြန်ယူတယ်ထပ်ယူတော့ဒီနိုင်ငံရောက်မှကျွန်တော်
Maha Liban Boyle, tell you there. Uberi Boyle, General tell you. General Agulozele, the Uberi neve at the Muini Bare. That will let you know your Piapa. I don't know a chicken object. A look, Namulo de Lupuria. The Yoga Valley. Go up person be at it, go a chink be at it, look. Araga, you know. Anarima Pawene. Anari Suaga. Nine Lo Sayan, Tole, Mahamita Bansu. Nationwide Revolutionary Alliance. I imagine of Pawene. Pawene Suraga, you don't want that young in the Pawene. I my Pawin Jam, General Chibiare. Tanya General, what's a mapia? Padone, General, and I got CCAC easy, got Laga, you Laga and Yabu. Copasan go Shabiro. That's the jet head you got that will let you of your pattern. Now the Logaro, General, Uberine, Bamuide, General Lachi Eglama, Nitamare. Hello. The Santa said, hey, no, General Digadi, General Joanjene, Bada Yadi, England Nangan yet, Luemu Jijay, Uberi, Chabari. At all, Luemu Jijay is or Biza Shagari, no, Colowin Shagari, Doga de Shagari, Aleba Kisari, Dari Indra, Akuni Luene, Janogu, Sadolu Yabare, Dane Betuno, of the Munida, Chabari. That will let you know your temper. Yeva, the Comani Yeva, General Comani, some fatty body, Yeva. General Canani, Simmons of yours, the life of Damas of your Cesarani, Namanis who nominated the Nelly Pucha Bare. That we may, General Comani Sapanitina. Yeva. General Diamia Damu drop, command the General. No? General Yea. Oh, no school, how get it? Yabba, General Zabio Yabba. Okay. Tu about the US law school. Yabba, I have soon yare, no Arab legend of Georgia. Rojanoga, Uberi the Mali. Rojano Diana Damu, General Chai. I Diana Damu, Chailu. I remember not Uberi the Mamma Chicken, General Diana Damu, Jetta. Diana Damu, Chailu, General Uberi, Satan. Tilu, Nasser Wara. Alors, j'ai la gaganoga, the Amiatamu. The Amiatamu, Chailu, General, Uberi boy, General Sailor. I love you. No? Alors, Yeva Gukoma Yiva, General D, Jamadi, the Amiatamune to Yatibadi. General D, Jamadi, Viana to Yatibadi. General D, Jamadi, Wonagane to Yatibadi, so Yiva, Piova. No? Yiva.